ကိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဟိုးအရင်တုန်းက DLF မပေါ်ခင်တုန်းကကျွန်တော်တို့ FDF 50ဆိုတဲ့ game လေးကိုကျွန်တော်စောကြည့်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေအခုကြည့်နေတဲ့သူတွေအနေနဲ့ကျွန်တော်ကိုအတဲလေးပေးပြီးတော့အားပေးတော့ကြပါဦးโอเคကျွန်တော်တို့ game ကိုစောကြည့်ရအောင်ကျွန်တော်တို့အခု DLF 26လိုမျိုးတော့ကျွန်တော်တို့ရုပ်ထွက်တော့မမှန်ဘူးခင်ဗျဒါပေမဲ့လည်းဒီ game ကစောလို့ကောင်းတဲ့ game တစ် game ဖြစ်ပါတယ်โอเคဒါကြီးတော့ဒီ game ရဆိုရင်ပြကျွန်တော်တို့ထွက်တာတော့ကြာပြီဒါပေမဲ့ကျွန်တော်ကအခုမှစော့ဘူးရဖြစ်ပါတယ်โอเคဒီ game ကကျွန်တော် Play Store မှာ download လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ game ဟောင်းဖြစ်နေလို့ပါ။ game ဟောင်းဆိုရင် Play Store ကကျွန်တော်မတင်ဘူးပေါ့နော်။တောင်းချင်တယ်ဆိုရင်ကျွန်တော် Chrome နေမှာတောင်းလို့ရပါတယ်။ဒီ game ကကျွန်တော်တို့ DLF 26ထက်စာရင်ကျွန်တော်ပိုတင်ရခက်ပါတယ်။ Okay game ရဲ့ graphic ကလည်းကျွန်တော်တို့မစိုးဘူးလို့ပြောလို့ရတယ်โอเคဒါရတော့ဒုတိယပိုင်းမှာဒုတိယပိုင်းမှာ9ရအောင်လုပ်ရပါတော့နော်โอเคတောင်းပါမောကန်ခွင့်ရမှာဖြစ်ပါတယ် let's go ကောင်းလိုက်ဝိုးမိုက်တယ်နော်โอเคได้ကျွန်တော်အကွက်ပြကြည့်အောင်ဝိုးရရပါတော့โอเค receive ပဲတကူတော့ရတာပြီရောင်ကြီး
Okay ဒီအောင်နေတအားကောင်းနေရတာရိုးရေတအားကောင်းနေရယောဟာယော what the heck အာဟောင်ရေကန်ပြီဟာကိုပေါလွယ်သွားပါတယ်ခင်ဗျာကိုပေါမတည့်ပါဘူးခင်ဗျာဟာ what the heck okay ဒါရတွေ့ရတော့ပြီးသွားပြီ solo တော့ကောင်းတော့ကောင်းပါလေဒါမဲ့ DLS အခုတော့ solo တော့မကောင်းလို့ပြောလို့ရတယ်โอเคဒါရ